ခင်ဗျာကျွန်တော်နာမည်ကထူရနေပါအခု STM မြန်မာ College မှာ Computer Science 5CS Final Year Second Sem ကိုတက်ရောက်နေတဲ့ကျောင်းသားပဲဖြစ်ပါတယ်ဗျကျွန်တော်အခုလုပ်နေတဲ့ project ကတော့ Smart Voice Assistant project ပဲဖြစ်ပါတယ်ဗျကျွန်တော်နာမည်ကတော့နိုင်မြောင်ဖြစ်ပါတယ်အခုကျွန်တော်ကSTM မြန်မာ College မှာComputer Science Final Year တက်ရောက်နေတဲ့ကျောင်းသားသူဖြစ်ပါတယ်ကျွန်တော်နာမည်တော့မျိုးမမြတ်ဖြစ်ပါတယ်ကျွန်တော်ကတော့အခု STM မြန်မာ College မှာ Computer Science ကို Final Year တက်ရောက်နေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်အခုလောက်တာချမ်းပြတာမှာတော့ voice system smart voice system assistant ဖြစ်ပါတယ်ဒီ system ဘယ်လိုလုပ်လဲဆိုရင်တော့ကျွန်တော်တို့ဥဆုံးဒီ system ကိုဖွင့်လိုက်ပြီဆိုတာနဲ့ဒီ personalize လုပ်ဒီ system personalize computer system ဖြစ်တဲ့အတွက်ဒီ computer ရဲ့camera ပဲသုံးပြီးတော့ဒီ computer camera ဒီလူ person ကို detail လုပ်တာပေါ့လေ detail လုပ်ပြီးလို့ဆိုရင် तू ကဒီ voice assistant system ကစပြီးနှုတ်ဆက်မယ်နှုတ်ဆက်ပြီးဘာကူညီရပေးရမလဲဆိုတာမျိုးပြောတယ်နောက်ပြီးတော့ဒီ user ရဲ့ voice ကနေပြောတဲ့ဟာကို तू ကvoice response အနေနဲ့လို့ပြန်ပြောပြီးတော့ဒီဟို service တွေကိုလုပ်ပေးတာလည်းဖြစ်ပါတယ်ဟုတ်အဲပိုင်း service တွေကိုတော့နိုင်မရနေပြီးတော့ဆက်ပြီးတော့ရှင်းပြပါလိမ့်မယ်ဟုတ်မြို့မြက်က system workflow ရှင်းပြသွားတာဆိုတော့ကျွန်တော်ကဒီကျွန်တော်တို့လုပ်ထားတဲ့ system မှာဘာ feature တွေပါတယ်ဆိုတော့ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ system ကအဓိကမြို့မြက်ပြောထားတဲ့အတိုင်းပဲပေါ့နော်smart voice system ဖြစ်တယ်ဆိုတော့second ဖတ်ဒီကိုယ့်ရဲ့မျက်နှာကို second ဖတ်ပြီးသွားပြီဆိုတာ ਨੇ ကိုကနေပြီးတော့ဒီ time နေမေးလို့ရမယ် weather မေးလို့ရမယ်ပြီးရင်ဒီကိုအနီးနားပတ်ဝန်းကျင်မှာရှိတဲ့mall တွေပဲဖြစ်ဖြစ် coffee shop ပဲဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်ဒီကျွန်တော် Google Map မှာရှိတဲ့ဥစ္စာပေါ့နော်အဲ့အရာကိုသိကျင်တဲ့ဥစ္စာကိုတန်းပေးရတယ်သူကအဲ့အနီးနားမှာဘယ် mall ရှိရဲဘယ် coffee shop ရှိရဲဆိုတော့တန်းပြောပြပေးရ weather ဆိုလဲဒီနေ့ပဲဖြစ်ဖြစ်နောက်နှစ်ပတ်အကြာ weather ပဲဖြစ်ဖြစ်အဲ့လိုတန်းကြိုမေးထားလို့ရတယ်ပေါ့နော်ပြီးတော့ time ဆိုလည်းမေးလို့ရတယ်ပြီးရင်တခြင်းတွေဖွင့်ခိုင်းလို့ရတယ် website တွေကိုရှာခိုင်းလို့ရတယ်အခုဆိုကျွန်တော် run ပြမှာဖြစ်ပါတယ်မင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့ဒီ project လေးကို run ပြတော့မှာပဲဖြစ်ပါတယ်ဗျ Hello. I detected you. What time is it now? I heard you say, what time is it now? The current time is 11:23 a.m. အခုဆိုရင်တော့ပေါ့ကျွန်တော်တို့ဒီnew person ကို detect လုပ်ပြီးတော့voice over အနေနဲ့ကျွန်တော်တို့comment ပေးလိုက်တဲ့ခါကျရင်ကျွန်တော်တို့ကဒီ system ကပေါ့နော်ကျွန်တော်ဟိုအချိန်ကိုမေးရင်အချိန်ကိုပြန်ပြောပြသလိုကျွန်တော်တို့လုပ်ချင်တဲ့ function မှာမူတည်ပြီးသူကပြန်ဖြည့်ပေးပါတယ်ပေါ့ I didn't hear any command. ဒါဆိုရင်သူဘာပြောမှ clearly မဖြစ်ဘူးဆိုတဲ့အကြောင်းပြန်ပြောရပါ I'm still listening. Play Despacito. I heard you say, play Despacito. ဒါဆိုကျွန်တော်တခြင်းတစ်ပုတ်ဖွင့်လိုက်တာပေါ့နော်အခုဆိုတာပွင့်သွားပြီပဲဖြစ်ပါတယ် MP3 enjoy your music. Task completed successfully. That was command number 3. Okay pause the music အခုဆိုကျွန်တော် music pause လုပ်မယ်ဆိုရင် pause the music လို့ပြောလိုက်တာလေတစ်ချက်သူ့အတူပိတ်သွားမှာဖြစ်ပါတယ်ဗျ What's your next command? ဒါဆိုတော့ကျွန်တော်တို့ project လေးရဲ့ function လေးတွေပဲဖြစ်ပါတယ် shut down the system ဒါကျွန်တော်ဒီ system ကို shut down လုပ်ဖို့ကျွန်တော်ပြောလိုက်တာပဲဖြစ်ပါတယ်ဗျဘယ်လိုလုပ်မလဲဆိုတာတစ်ချက်လေးကြည့်လိုက်ပါဦးဗျ